အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ကိုဒီလိုမေခွန်းလေးတွေနည်းနည်းစီမိထားကြတာပေါ့နော်ဒါပေမဲ့ကျွန်တော် comment reply လေးပြန်ဖို့အချိန်မရှိတာနဲ့အခုဒီဗီဒီယိုလေးထဲမှာပဲအကုန်လုံးကိုပြပြပေးသွားပါမယ်ခင်ဗျပထမဆုံးအနေနဲ့ကျွန်တော်နာမည်ကထွန်းတလုံးနဲ့ပဲလားမိထားတဲ့လူတွေအတွက်ကျွန်တော်နာမည်အရင်ကကျော်စင်ထုံးပါခင်ဗျအိမ်နာမည်ကအိမ်ခေါ်တာကတော့ထွန်းလို့ခေါ်ပါတယ်အိမ်မှာတော့ထွန်းမဲခေါ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျနောက်တစ်ခုကအကိုကဘာလူမျိုးလဲကရင်လားမေးကြတဲ့မေးခွန်းများပါတယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်ကရင်လူမျိုးပါခင်ဗျကျွန်တော်ဘိုးကရင်ပါဒါပေမဲ့ကျွန်တော်ကရင်စကားတော့အများကြီးမတတ်ပါဘူးခင်ဗျနောက်တစ်ခုကဖိုင်းစာဘက်မှာလေးလာပြီးတော့အဲ့လောက်ပြောတတ်ဖို့ဘယ်လောက်ကြာပါလဲကျွန်တော်ကဖိုင်းစာကိုကျွန်တော်မြောက်ဒီမှာနေတော့ကဆရာမနဲ့ကျွန်တော်တငယ်ချင်း2ယောက်နဲ့တူခုဖွဲ့ပြီးတော့3လစာတင်မှုပါတယ်ခင်ဗျ3လစာတင်ပြီးတော့အဲ့နောက်ပိုင်းကျွန်တော်စာတော့တိတ်မလုပ်ဖြစ်ဘူးဒါပေမဲ့ကျွန်တော် application တွေတုံးပြီးတော့စကားပြောတယ်လို့စကားပြောလေးတွေများလေ့ကျင့်ဖြစ်ပါတယ်ပြီးတော့ထိုင်းတချင်းလေးတွေပိုနားထောင်ဖြစ်တဲ့အိမ်နောက်ပိုင်းဟုတ်ကဲ့ပြီးတော့ကျွန်တော်ကိုကျောင်းဘက်နဲ့တန်းထိတက်တာလေအင်္ဂလိပ်စကားပြောတာလေတော်နေရောပဲနေထားတဲ့လူတွေအတွက်ကျွန်တော်ကတက္ကသိုလ်ဖာမာတက္ကသိုလ်ဒုတိယနှစ်ထိတက်ခဲ့ပါတယ်ကျွန်တော်မေဂျာကတင်ချာမေဂျာကပါအင်္ဂလိပ်စကားပြောရတော့ဒီတိုင်းမတော်ပါဘူးကျွန်တော်လည်း broken English ပါပဲအဲ့လိုကြီးတက်တဲ့လူတော့မဟုတ်ပါဘူးခင်ဗျဒါဆိုရင်တော့ဒီနေ့ကတော့ဒီလောက်ပါခင်ဗျအားလုံးပဲကျွန်တော်ဗီဒီယိုလေးတွေလည်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျပြီးတော့ comment လေးတွေလည်း reply ပြန်ချင်ပေမဲ့ကျွန်တော်ကိုယ်ပိုင်ချိန်လေးလေးနည်းလို့ချင်တာရယ်ပြီးတော့အလုပ်ချိန်လည်းမအားတာနဲ့အဲ့ဒါကြောင့်မို့ဗီဒီယိုတွေလည်း edit နေရတာရယ်အဲ့ဒါကြောင့်မို့ comment reply လေးလည်းမပြန်နိုင်တာပါခင်ဗျအဲ့အတွက်လည်းတောင်းပန်ပါတယ်ပြီးတော့ Messenger ကလည်းကျွန်တော်တိတ်မကြည့်ဖြစ်တဲ့အတွက် Messenger စာပို့ထားတာတွေတိတ်ကြည့်ဖြစ်မှာမဟုတ်ပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့စာပို့ပြီးတော့စာမပြန်လို့ဆိုရင်လည်းစိတ်မဆိုးကြပါနဲ့ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဘိုင်ဘိုင်